ฮัลโหลအားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ချက်ပြပေးသွားမယ်ဟင်းလေးကတော့ငချောက်ခင်းချီချီချက်ဟင်းလေးကိုလွတ်လွတ်ကူကူလေးနဲ့ချက်ပြပေးသွားမှာဖြစ်တော့ကြောင့်မလို့ဗီဒီယိုလေးကိုအဆအဆုံးရှုပေးကြပါအောင်နော်ဓမ္မဥစွာဈေးရောက်ဝင်လာတဲ့ငချောက်လေးတွေကိုရေနဲ့တန့်စင်ပြီးတော့အတုံးတုံးလေးတွေနဲ့လှီးလိုက်ပါမယ်လှီးပြီးဆိုလို့ရှိရင်တော့စီလေးအနှဲငယ်ထည့်ပြီးတော့စပြီးတော့ကြော်ပါမယ်အရင်ဆုံးငချောက်ကိုအရင်ဆုံးကြော်ခြင်းအဖြစ်ပေါ့နော်ဒီငချောက်နှံ့နေဒါမနန်တော့ပဲနေပေါ့နော်မှုမွေးလေးငချောက်မှုမွေးလေးပေါ့နော်ကြော်တဲ့အနက်လေးနဲ့ခင်းချင်လေးနှက်လေးနဲ့ဆိုတော့ပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်ငချောက်အားလုံးမိနစ်အနည်းငယ်လောက်ကြော်ပြီးွားပြီဆိုလို့ရှိရင်တော့ဒီကြော်ထားတဲ့ငချောက်လေးတွေကိုဆယ်လိုက်ပါမယ်ဆယ်ပြီးတော့ကြော်ထားတဲ့ဒီငချောက်ကြော်ထားတဲ့စီလေးခရမ်းချင်းလေးနှစ်လေးကိုစပြီးတော့ချက်ပါရမယ်ပထမဦးစွာစပြီးတော့စီတက်ဖို့အတွက်ကျက်သွန်နီပပနှိထားတဲ့ဟာလေးနဲ့စီးစပြီးတော့အရင်ဆုံးတက်ပါမယ်ရင်တော့အရောက်တင်မှုန့်လေးကိုအနှဲငယ်ထည့်ပါမယ်အရောက်တင်မှုန့်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ခရမ်းချင်တီးထားတဲ့ဟာလေးကိုပါတစ်ခါရဲထည့်ပြီးတော့ရောမှွေလိုက်ပါမယ်မိနစ်အနည်းငယ်လောက်မှီပြီးပြီဆိုလို့ရှိရင်တော့ရေလေးအနည်းငယ်ထည့်လိုက်ပါမယ်ရေအနည်းငယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ခဏလုံးမှီပြီးတော့စူလာအောင်ဆောက်ပါမယ်တလက်စားတဲ့ channel လေးကိုတက်တဲ့ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့အောင်နော်မနေ့အနည်းငယ်လောက်ဆောက်ပြီးတော့ဆူလာတဲ့ခါကျရင်ခုနကကြော်ထားတဲ့ငချောက်လေးတွေကိုပါတစ်ခါတည်းရောထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်မိနစ်အနည်းငယ်လောက်ဆူလာပြီးဆိုလို့ရှိရင်တော့နောက်ဆုံးပိတ်အနေနဲ့မှွေသွားအောင်လို့နနံပင်အနည်းငယ်လောက်လေးအပေါ်ကနေပြီးတော့အုပ်လိုက်ပါမယ်ဆက်လေးရချင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ငရုတ်တီးစိမ့်လေးကိုပါတခါတည်းထည့်လိုက်ပါရဲ့ရှင်အဲ့တော့စီပြန်လာပြီးဆိုလို့ရှိရင်တော့အဲ့ဒါရှိလာပြီးတော့ထမင်းမိန်စီတဲ့ငချောက်ခရမ်းချင်တီးနှမ်းဟင်းလေးကိုရရှိပြီးပဲဖြစ်ပါရဲ့ရှင်နောက်ထပ်တွေမှာလည်းဘလို့ဟင်းလေးတွေကိုဘလို့မျိုးအတွေ့တကူချက်ပြပေးသွားအောင်မလဲဆိုတာကိုဆက်လက်ပြီးတော့ဆက်မျှော်ကြည့်ရှုပေးကြပါအောင်နော်အဲ့တော့ကြည့်ရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပင်သိရှိပါရဲ့ရှင်ကောင်းသောနေ့လေးကိုပိုင်ဆိုင်ရရှိကြပါစေရှင်